မေသူဒီစကတ်အရှိကိုရောင်းလာတာဆိုလို့ရှိရင်တစ်နှစ်ရှိပါပြီရှင်တစ်နှစ်ပြည့်တဲ့အချိန်မှာကိုပဲဒီစကတ်တွေကရောင်းအားသွက်တုံးပေါ့နော်အရန်လဲကြိုက်ကြတဲ့ဒီဇိုင်းလေးပါသူ့မှာကျတော့အားသာချက်လည်းရှိတယ်အားနည်းချက်လည်းရှိတယ်အရင်ဦးဆုံးမေသူအားနည်းချက်ကိုပြောလိုက်မယ်ဘာလေးလဲဆိုသူ့ရဲ့ကပတ်ပြားလေးကလေမျောပြားမဟုတ်တဲ့အတွက်ကြောင့်မလို့စမောဆိုရင်စမောပဲဝစ်လို့ရတယ်မီဒီယမ်ဆိုမီဒီယမ်ပဲဝစ်လို့ရတယ်ပေါ့နော်သူကဆွဲဖို့အတွက်အဆင်မပြေဘူးပေါ့နော်အဲ့တော့ဒါပေမဲ့သူ့မှာကောင်းတာတစ်ချက်ကကြတော့မေသူတို့ site တွေကကြတော့ site စုံလာပါတယ်ရှင်စမောမီဒီယမ်လက်အိတ်ဆန်2အိတ်ဆန်ဆိုပြီးတော့ကိုလာတယ်အဲ့တော့ကိုလိုချင်တဲ့ site လေးကိုခါ site လေးလည်းမေသူပြောပေးထားပါတယ်ရှင်အဲ့ဒီပြောပေးထားတဲ့အတိုင်းလေးပဲမှာပေးပေါ့နော်ပြီးအရန်တော့ဝစ်လို့ကောင်းတယ်အသားလေးကလည်းဒီမှာကြည့်မေသူဗီဒီယိုမှာပြထားတဲ့အတိုင်းပဲလုံးဝကိုပဲအသား quality အရန်ကောင်းတယ်ပြီးလို့ရှိရင်လေဒီစကတ်အယောင်မှာအသားတစ်မျိုးနောက်စကတ်မှာအသားတစ်မျိုးအဲ့လိုမျိုးလုံးဝမဖြစ်စေရပါဘူးရှင်ပြထားတဲ့အသားကိုရစီရပါမယ်ရှင်နောက်ကွဲလေးကတော့နည်းနည်းလေးအကွဲလေးပါတယ်ပေါ့နော်တချို့ဘဝရဲတဲ့သူတွေဆိုရင်တောင်မှပဲဒီလိုစကတ်အရှည်လေးကိုယူပါရှင်သူကအတူလဲလာပြီမဲ့မေသူကတော့စကတ်အရှည်ကိုပဲမေသူတင်ပေးပါတယ်ရှင်ဒီစကတ်လေးကတကယ်ကိုလုံးလောက်ရှည်ပြီးတော့ဝေးရတာဘိုးဆန်တယ်ပေါ့နော်ဒီကောင်လေးကိုကြိုက်တယ်ဆိုရင်သူစီမှာအယောင်တွေကတော့အများကြီးပဲရှိပါတယ်ရှင်စိုက်လေးတွေကလည်းခုနပြောသလိုပဲထွေးဆန်ထိရတယ်ပေါ့နော်ဒီလိုမျိုးဒီခဲလေးဆိုလို့ရှိရင်လည်းအရန်ကိုလှတာပဲဝေးရတာအသားလေးကလေတကယ်ကိုအီအီလေးနဲ့တက်တောင့်တက်တာရှိပါတယ်ဝေးရတဲ့ဖီလင်ကလုံးဝကြမ်းရှာကြီးလည်းဖြစ်မနေဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးစကတ်ရှည်လေးလိုချင်ပြီဆိုလို့ရှိရင်တော့မေသူစီမှာလာခဲ့ပါရှင်ဒါကတော့လူကြိုက်အများဆုံးအညိုရောင်လေးချုပ်ကလက်ရောင်လေးပါရှင်အရန်ဝတ်လို့ကောင်းတဲ့ဒါလေးတွေပေါ့နော်ဒီကောင်ကလေပိုးသားမဟုတ်ဘူးနော်ခြိသားပါရှင်ခြိသားပါနော်ဒီကောင်လေးကကြွေမိုးဆောင်ဝတ်လို့ရပါတယ်ရှင်မေသူစီမှာယူလို့ရဲ့အကြိုက်ဆုံးအနက်ရောင်လေးလည်းပါပါတယ်ဒီကောင်မေသူပြထားတာစိုက်ကြီးဖို့လို့အရင်ကြီးနေတာနော်တကယ်ကြစမွန်ကနေ2အိတ်ဆန်ထိအကုန်လုံးရပါတယ်ရှင်ဒီမှာကြည့်သူကတော့ဒီလိုပုံစံမျိုးလေးတွေလာတာပါရှင်ခါအပြားလေးတွေနဲ့လာတယ်ပေါ့နော်အဲ့တော့ခါပြားလေးတွေကြိုက်တယ်ဆိုလို့ရှိရင်နော်မေသူစီမှာလာမှာပါရှင်အဲ့တော့မေသူရဲ့ဆိုင်တဲ့လိပ်စာလေးကကြတော့တိုင်းတော်မျိုးရဲ့ main လမ်းမကြီးဖြစ်တဲ့လေရင်ကွင်းလမ်းနဲ့ cherry လမ်းတောင်းဆောင်ချင်းလေးမှာမေသူရဲ့အထည်ဆိုင်လေးရှိပါတယ်ရှင်အဲ့တော့လာရအားပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ကျေးဇူးပါ